သူ့ရဲ့ profile လေးပါကုံဝါလေးကတော့ဒီမှာညီကိုလို့ရနော်ညီကိုလို့မြင်လိုက်တိုင်းပဲကုံဝါလေးနှစ်ခုပါမယ် motivation လေးလည်းပါမယ်ကုံဝါဒီမှာတစ်ခုနှစ်ခုပေါ့နော်ကုံဝါလေးနှစ်ခုပါမယ်ဂျော်ဂါ8ခုလေးနဲ့ပါခင်ဗျာဒါ3သိန်း1000နဲ့ရောင်းမဲ့ကောင်းပြီပါ8ခုကတော့ဂျော်ဂါ8ခု level 2လေးပါခင်ဗျာဂျော်ဂါ8ခုကိုမှ level 2ပါဒီအတိရွယ်အင်းရပါဟုတ်လားဒီရဲ့ဂျော်ဂါတော့ဟောပေါ့ဒီရဲ့8ခုက level 1လေးပါခင်ဗျာကုံဝါနှစ်ခုပါနော်4သိန်း1000နဲ့ရောင်းမဲ့ကောပါ i level map ပါခင်ဗျာတကုတ်ဒီပါပို့မထားပါဘူးစကိုင်း level 1မှာ user level 4လေးပါကောင်း level 1မှာပဒါ level 2ပါခင်ဗျာ S7 level 1မှာကောင်းလေးက API တန် level 3ပါခင်ဗျာကောင်းလေးရတော့ API ကန်နေပါတော့တန်ကြီးမရှိပါဘူးနော်ကဲပြီးဒီကောင်းလေးက level 4ပါမယ် P90 ပါ P90 flow ဆိုလား P90 flow အတွက် P90 flow အတွက်ဟောဖြစ်တယ်နော်ဘယ်သူ့ရဲ့အိမ်ရတော့ office တွေတော်များရနော် office တွေ motivation တွေတော်များရတော့နော်တော်များရနော်ဒါ legendary ပေါ့နော်ဘယ်လောက်ပဲပေါ့နော်ရေးကြည့်ရအဲ့ဒါပေါ့နော်အုတ်ထုတ်တွေကတော့ပါတယ်အုတ်ထုတ်တွေလည်းတော်တော်များပါတယ်ဒါ4သိန်းနဲ့တောင်းနဲ့ရောင်းမယ်ကောက်ပါခင်ဗျာဒါမျိုးလုံးသီးလေးပါကောင်းနော်မျိုးလုံးသီးလေးရပါမယ်အဲ့သူမျက်ဖုံးတစ်လေးရပါမယ်ပြီးရင်ကြောပုတ်တယ်တော်တော်များတယ်ကြောပုတ်တယ်တော်တော်များပါတယ်နော်ပြီးရင်ချိန်သားနေပြမယ်ချိန်သားနေဟာဒီအခုကျွန်တော်လက်ရှိပြတဲ့ကောက်တွေအားလုံးရှိပါတယ်နော်လက်ရှိကျွန်တော်အခုပြတဲ့လိုက်သွင်းမှာပြတဲ့ကောက်တွေအားလုံးရှိပါတယ်ဒီညတော့အကောက်လေးပြပြီးအိတ်တော့မယ်ပန်ပေါ့နော်အများကြီးပဲကိုကကန်တော့ဒီဇိုင်းကားတွေဟဲ့လားဘုတ်ဖွင့်နေမိုးဖွင့်လာတယ်အများကြီးပဲနော်တော်တော်များကားရည်တွေတော်များဘကီရဲတော်များနော် emote တွေကတော့လမ်းနေ emote တွေလမ်းနေ emote တွေတော်လမ်းပါနော် emote တွေမတက် emote တွေအများကြီးပဲလက်ကျန်ပြန်နော်ဟိုမျိုးရေးခဲ့ပါနော်ពេលလီဒီရင်းဟောလေးပါပြီးရင်လေဒီဘောကနေပြင်ငှက်ကြီးနဲ့ပြန်ရမယ်နော်ဒီလိုငှက်ကြီးတောင်တာကိုတားဘူးလားငှက်ကြီးနဲ့ပြန်ရမယ်ဘုံနေပါမယ်ဘုံနေပြီးရင်တော့7နှစ်ခွိုက်ပါလာကြည့်ရမယ်မပါပါဘူးဒီမတီးပဲနှစ်ချောင်းကြီးပါမယ်အသေးရလို့9ချောင်းပါ3ချောင်းပဲထားနော်ဒီမှာ2ချောင်းဒီမှာ1ချောင်းပြည့်တော်မယ်ဆိုတော့9ချောင်းပဲထားပါဦး3ချောင်းပဲထားပါနော်အသေး3ချောင်းအသေး9ချောင်းအကြီး2ချောင်းဆိုလို့နော်3ချောင်းပဲထားပါတော့ဖြစ်တော့မယ်နော်ပြီးရင်နေချင်းကလေးပါမယ်ဒါရီလိုနေချင်းကကတော့ညီကိုတို့16ရက်ဒီကြံပါလေနော်နိုင်နဲ့နေချင်းကလေးပါမယ်16ရက်ဒီပါမယ်နော်ဒီမှာကတော့ကျွန်တော်တို့ email လင့်ရယ်ဖုန်းလင့်ရယ်နှစ်ခုချိန်ထားပါရယ်ပုံမှန်ကိုပဲလေးဖြစ်ဖို့ဘာတခုမှချိန်မထားပါဘူးဒါ4သိန်းနဲ့တောင်းနဲ့ရောင်းမယ်ပါတိုင်းနေတဲ့ကိုကျွန်တော်မှလာဆွဲလို့ရပါတယ်အားလုံးလုံးသက်ခဲ့ပါတယ်ခင်ဗျာအားလုံးလုံးသက်ခဲ့ပါတယ်ဒါ4သိန်းနဲ့တောင်းနဲ့ရောင်းမယ်ပါနော်ပြီးသားနဲ့လည်းခုနပြပြီးသွားပြီနော်ပြပြီးသွားပြီနော်အားလုံးလုံးသက်ခဲ့ပါတယ်ခင်ဗျာကုံဝါလေးနဲ့နော်ညီကိုတို့ကုံဝါနှစ်ခုလေးနဲ့အားလုံးလုံးသက်ခဲ့ပါလေဘိုင်ဘိုင်မင်္ဂလာရှိရဲ့ညာလေးပါကောင်းလုံးညာလေးပါခင်ဗျာဟုတ်ကဲ့